ဟုတ်ကဲ့ပါကျွန်တော်ရဲ့ငွေလဲရဒါချစ်မိတ်ဆွေများအတွက်အားလုံးပဲမင်္ဂလာပါဗျာနော်အခုဆိုရင်ဒါကျွန်တော်တို့ဒီညတော့ကျွန်တော်ရဲ့ live show လေးတွေမှာဆိုရင်ဒါကျွန်တော်ရဲ့ဟိုစီကြောပေါ့နော်စီကြောဝိုင်းလာတဲ့ကနန်းအကွက်ကိုကျွန်တော်ချပေးမယ်ဆိုပြီးတော့ဒါကျွန်တော်ဒီနေ့မှာဆိုရင်တော့ကျွန်တော်ချမပေးခဲ့ပါဘူးခင်ဗျာနော်ဘာကြောင့်ချမပေးခဲ့တာလဲဆိုတော့ကနန်းကလည်းအကွက်များတာကလည်းတကြောင်ရယ်ကျွန်တော်တို့အခုဆိုရင်ဒါကျွန်တော်တို့ပွဲကူးပေါ့ဗျာနော်ပွဲကူးစီးကြောဖြစ်နေတဲ့အတွက်ဒါကျွန်တော်ချမပြပေးတာပါဗျာနော်ဘာကြောင့်လဲဆိုတော့ပွဲကူးစီးကြောမှာဖောက်သွားမှလည်းတစ်ချက်ဆိုးတယ်ပေါ့နော်ဒါကြောင့်မို့လို့ကျွန်တော်ချမပေးခြင်းဖြစ်ပါတယ်ဗျာနော်ဒါပေမဲ့ကျွန်တော်ဒါဒီနေ့မှာဒီ26ရက်နေ့မှာဆိုရင်ဒါကျွန်တော်ရဲ့ဒါစီးကြောကရင်ပြီးတော့ပဲလာတာဗျာနော်စီးကြောကရင်ပြီးတော့ပဲကျွန်တော်တို့ဒါလာလိုက်တဲ့ဒါပတ်တီးပေါ့ဗျာနော်စီးကြောကရင်ပြီးတော့ပဲလာတဲ့ပတ်တီးမှာဆိုရင်ကျွန်တော်တို့ဒါ10ပတ်တီးရဲ့3ညပတ်တီးရဲ့ဆိုပြီးတော့ဒါကျွန်တော် short video လေးတင်ပေးခဲ့တယ်ဗျာနော် main ကွက်အနေနဲ့ကလည်းကျွန်တော်တို့ဒီ3ည8 3ညဘူး3ည1 3ည2ဒါကျွန်တော်ဒူမိန်းမှာဆိုရင်လည်း8 1 8 2 8 9ဆိုပြီးတော့ကျွန်တော်ဒီလိုပုံစံမျိုးလေးတင်ပေးခဲ့တယ်ဗျာနော်ဒါကကျွန်တော်တို့စီကြောပေါ့နော်စီကြောဆိုတာတော့ဒါချစ်မိတ်ဆွေများကိုနောက်ပိုင်းကျွန်တော်ဒါ live လွှင့်လို့ရတဲ့အချိန်နေကြရင်လည်းဒါကျွန်တော်ရဲ့ဒါကလေးဟိုအနေထားလေးတွေကိုအကောင်းဆုံးဖြစ်အောင်ဒါကျွန်တော်စူးစမ်းပြီးတော့ရှင်းပြပေးပါမယ်ဗျာနော်အခုကတော့ကျွန်တော်တို့ဒီမှာဆိုရင်ဒါကျွန်တော်တို့3ည8ပတ်တီးမှာဆိုရင်ကျွန်တော်တို့3ညပတ်တီးဒါကျွန်တော်တို့အောင်နေပေါ့နော်3ညပတ်တီးဒီညနေမှာ30မှာဆိုရင်3ညပတ်တီးအောင်နေဒါပေမဲ့ကျွန်တော်တို့ဒီမှာကြတော့ main ကွက်မှာကြတော့ဒါကျွန်တော်တို့30မှာကျွန်တော်တို့မအောင်ဘူးပေါ့ဗျာနော် main ကွက်မှာကျွန်တော်တို့ဒါမနက်ကောညကောလွဲတယ်ပေါ့ဒါကကျွန်တော်ရှင်းပြချင်တာကအခုကျွန်တော်ဒီရဲ့စီကြောပတ်တီးဒီကျွန်တော်တို့ရန်ဖန်ရန်ခါမှာတစ်လုံးနဲ့ရတယ်ဗျာနော်တခါတလေညရင်လည်းသူက2လုံးဖြစ်တယ်ဗျနော်တခါတလေညရင်လည်း3လုံးဖြစ်တယ်ဗျနော်ဒါကတော့ကျွန်တော်တို့ပုံသေးမရှိပါဘူးတခါတလေညရင်လည်းတစ်လုံးမှမရတဲ့အခန်းလေးတွေလည်းရှိတယ်ဗျဘာလို့တစ်လုံးမှမရတဲ့အခန်းလေးတွေရှိလဲဆိုတော့ကျွန်တော်တို့ဒီမှာကိုက်ညီမှုပေါ့နော်ကိုက်ညီမှုဒီစီးကြောအရာမှာကျွန်တော်တို့ကိုက်ညီမှုမရှိဘူးဆိုရင်တော့ဒါကျွန်တော်ကတစ်လုံးမှမရဘူးလို့ကျွန်တော်သုံးသပ်တဲ့အတွက်ဒါတစ်လုံးမှမရဘူးပေါ့ဗျာနော်ဒီလိုမျိုးလေးတွေရှိတယ်ဗျာနော်နောက်ပြီးတော့ကျွန်တော်ကအခုဒီမှာဆိုရင်3ညက8ကနှလုံးရှိတဲ့နေရာမှာဒါကျွန်တော်1ချင်းဆိုပြီးတော့လဲကျွန်တော်စကားဒါပြောလို့ရတယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်ဘာကြောင့်ကျွန်တော်ပတ်တီးလို့ကျွန်တော်ခေါင်းစဉ်တက်ပြီးတော့ကနန်းနှလုံးကိုကျွန်တော်ပေးလဲဆိုတော့ဟို1ချင်းဆိုရင်ရှင်းမိတ်ဆွေများကိုင်းပြီးတော့ဥပမာအနေနဲ့ကျွန်တော်တို့ဒီ80ဆိုတဲ့ကနန်းမျိုးချလာရင်80ဆိုတဲ့ကနန်းမျိုးကိုမှထိုးကွက်ဖြစ်လာတယ်ဆိုရင်တော့မှဆေးဒီငွေလက်ရကပေးထားတာကကျွန်တော်တို့ဒီ83ည1ချင်းဖြစ်တဲ့အတွက်ကျွန်တော်ဒီ83ညကို1ချင်းအနေနဲ့ပဲကိုင်းတာကောင်းတယ်ဆိုတဲ့အယူအဆမျိုးဖြစ်သွားလို့80ထွက်ခဲ့မယ်ဆိုရင်ပေါကနန်းလေးတွေမဖြစ်မှာဆိုလို့ဒါကျွန်တော်အနေနဲ့ပတ်တီးဆိုတဲ့အသုံးနှုန်းကိုသုံးနှုန်းပြီးတော့10ပတ်တီး3ညပတ်တီးဆိုပြီးတော့ကျွန်တော်ရှင်းပြပေးရခြင်းဖြစ်ပါတယ်ဗျာနော်ဒါကတော့ကျွန်တော်ရဲ့မူစနစ်ကလေးပေါ့နော်ဆိုတော့အခုကဒါကျွန်တော်တို့ကဒါဒီချိန်နဲ့မှဒါကျွန်တော်ဗီဒီယိုကောပေါ့နော်2ချိန်ပေါ့ဒါ2ချိန်မြောက်ကလေးပေါ့နော်ဗီဒီယိုကိုဒါကျွန်တော်အဲ့ဒါပြန်လုပ်ရမှာပေါ့ဗျာနော်ဆိုတော့အခုဒါကျွန်တော်ပွဲကူလည်းဖြစ်တာကြောင့်မှုဒါခုနတော့ညတော့ကကျွန်တော်ပြောခဲ့တဲ့ live show လေးမှာကြတော့ကျွန်တော်ရဲ့စီကြောကနန်းပေါ့ဗျာနော်စီကြောကနန်းကိုချမပြခဲ့ဘူးဆိုတာကလည်းဟိုပွဲကူကနန်းဖြစ်နေလို့မှုကျွန်တော်အနေနဲ့ယုံကြည်မှုအားနည်းနေတာလည်းဒီကြောင်းပါတယ်ပေါ့ဗျာနော်ဒါပေမဲ့မနေ့ပြန်မှာတော့ကျွန်တော်ချပြီးတော့ပြပေးပါမယ်ဗျာနော်ချပြီးပြပေးတဲ့နေရာမှာဒါဆိုရင်ကျွန်တော်တို့ကဟိုဥပမာအနေနဲ့ချစ်မိတ်ဆွေများကိုကျွန်တော်
ပြောပြပေးခြင်းဖြစ်တယ်ဗျာနော်ကျွန်တော်ဥပမာအနေနဲ့ကျွန်တော်တို့အခုပတိဒီစီးကြောကင်ပြီးတော့ဒါကျွန်တော်ပတိရလာမယ်ပေါ့ဗျာနော်ပတိရလာမယ်တစ်လုံးသုံးပုံနှလုံးပေါ့နော်တစ်ခါကျရင်သုံးလုံးဆိုရင်တော့ဒါကျွန်တော်တို့ပတိလို့ကျွန်တော်မယူဆဘူးဗျာနော်သုံးလုံးဆိုရင်တော့ကီးလို့ပဲဒါယူဆမှာဖြစ်ပါတယ်ဗျာနော်ဒါဆိုတော့ကျွန်တော်တို့ကဒီမှာအကယ်၍ကျွန်တော်တို့ဒီနေ့လိုပုံစံမျိုးဆိုရင်ဗျာကျွန်တော်တို့ရှစ်3ညပတိရတယ်ပေါ့နော်ရှစ်3ညပတိရတယ်ဆိုရင်ဒီရှစ်3ညပတိရတယ်ဆိုရင်ကျွန်တော်ရဲ့ချစ်မိတ်ဆွေများကဟိုဒီထဲမှာရှစ်ကြိုက်တဲ့မိတ်ဆွေများရှိရင်လည်းဒါရှစ်ကိုကင်ပြီးတော့တင်ထိုးတဲ့ခါကျရင်ဒါအားရှိတယ်ပေါ့ဗျာနော်ဟိုပေါက်ကနန်းကိုဒါထိမိမိပေါက်သွားနိုင်တယ်ပေါ့နော်3ညကိုကြိုက်တဲ့မိတ်ဆွေများကလည်း3ညဆိုတဲ့ကနန်းထွက်လာခဲ့ရင်ထိမိမိဒါပေါက်နိုင်အောင်လို့ဒါကျွန်တော်အနေနဲ့ဒါမတူညီတဲ့ပုံစံလေးတွေကိုဒါပြောပြတာဖြစ်ပါတယ်ဗျာနော်ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ဒီတူးရီထိုးတဲ့နေရာမှာဟိုဘာပဲဖြစ်ဖြစ်ဟိုလိုက်ရှိုးကြည့်တာလဲကြည့်တာတကြောင်ပေါ့ဗျာနော်တူရီထိုးတဲ့မိတ်ဆွေအများစုသည်ဝမ်ချင်းတော်၎င်းပြီးတော်၎င်းဗရိတ်တော်၎င်းရှာနိုင်တယ်ဗျာနော်ရှာနိုင်တဲ့သူတွေကြီးပဲဖြစ်ကြပါတယ်ဗျာအဲ့အတွက်ကျွန်တော်ကဒီပတိကိုကျွန်တော်ဒီလိုမျိုးရွေးပြတဲ့နေရာမှာဒါကိုတို့အမားတို့ကရင်ပြီးတော့ဒါကျွန်တော်တို့ဟိုကီး3လုံးရတယ်ဆိုပါစို့ဗျာနော်ကီး3လုံးရတယ်ဆိုရင်လည်းကျွန်တော်တို့ဒီနှလုံးနဲ့ကတ်ထိုးလို့ရအောင်ပြပေးခြင်းဖြစ်ပါတယ်ဗျာနော်ဟိုပတိလို့3နိုင်မိမယ်ဒီနှလုံးစလုံးကိုပတ်ခိုင်းတာမဟုတ်ဘူးဗျာနော်နှလုံးစလုံးပတ်လိုက်မှဆိုရင်လည်းချစ်မိတ်ဆွေများအနေဖြင့်အများကြီးမကြံပါဘူးဗျာမှန်ခဲ့ရင်ပြဿနာမရှိဘူးမှားခဲ့ရင်ကျွန်တော်တို့အရန်ကြီးတယ်ဗျာနော်ကျွန်တော်ဆိုလိုချင်တဲ့သဘောကဒီပတိဆိုတဲ့ပုံစံမျိုးကိုကျွန်တော်ရေးပေးတာဒီချစ်မိတ်ဆွေများကိုင်းပြီးတော့ကီးရတဲ့မိတ်ဆွေများကလည်းကိုယ့်ရဲ့ကီးဒီလေးနဲ့ကပ်ပြီးတော့ထိုးဗျာနော်ကျွန်တော်တို့ဗရေရတဲ့မိတ်ဆွေများကိုင်းပြီးတော့လည်းဒီကျွန်တော်ရဲ့ပတိလေးနဲ့ကပ်ပြီးတော့ထိုးနိုင်အောင်လို့ကျွန်တော်တို့ဒီလုံးမှန်ရတဲ့မိတ်ဆွေများရှိခဲ့မယ်ဝမ်းချင်းရခဲ့တဲ့မိတ်ဆွေများရှိခဲ့မယ်ဆိုရင်လည်းဒီကျွန်တော်ရဲ့စီကြောပတိမူလေးနဲ့ကပ်ပြီးတော့ထိုးနိုင်အောင်လို့ဒါကျွန်တော်အနေနဲ့ဒါပြသပေးခြင်းဖြစ်ပါတယ်ဗျာနော်။ဘာလို့လဲဆိုတော့ကျွန်တော်ဒီလိုတင်ပေးခြင်းကိုဒါကျွန်တော်တို့နှလုံးစလုံးပတ်ဖို့အတွက်ကျွန်တော်တင်ပေးခြင်းမဟုတ်ပါဘူးဗျာနှလုံးစလုံးလည်းမပတ်ကြပါနဲ့ဗျာနော်ဖြစ်လာရင်ပြဿနာမရှိဘူးမဖြစ်လာရင်အရင်ကြီးပါတယ်ဗျာနော်ဒါဆိုရင်မနေ့ကိုကျွန်တော်တို့ကအကယ်၍ကျွန်တော်တို့ဒီလိုမျိုးနော်သူ့ရဲ့စီကြောအတိုင်းဆိုရင်ဒါကျွန်တော်တို့ဟိုပတိကတစ်လုံးလည်းဖြစ်မယ်ဗျာနော်နှလုံးလည်းဖြစ်မယ်ဒါမှမဟုတ်ကီး3လုံးလည်းဖြစ်မယ်ရခြင်းမှလည်းရမယ်ခင်ဗျာနော်ဒါကတော့တကယ်လို့ရခဲ့တယ်ဆိုရင်တော့မှပဲကျွန်တော်ဒီပတိဆိုရင်ဒါကျွန်တော်တို့ပတိပေါ့ဗျာနော်ပတိဆိုရင်ပတိဆိုပြီးတော့ဒါကိုချစ်မိတ်ဆွေများကိုင်းပြီးတော့ကွဲပြားမြင်နိုင်အောင်လို့ဒါကျွန်တော်အနေနဲ့ရှင်းပြခြင်းဖြစ်ပါတယ်ဗျာနော်ဒါဆိုရင်ပတိဆိုရင်ပတိကတစ်ဆိုင်ဖြစ်ပါတယ်ဗျာနော်အကယ်၍မှကျွန်တော်ကဒီမှာမနှက်ဖြန်ကိုဒါကျွန်တော်စီကြောကလာတဲ့ကဏ္ဍအကွက်ပေါ့နော်လွယ်ခဲ့တဲ့ကဏ္ဍအကွက်ပေါ့ဒီနေ့လည်းမှန်ပါတယ်ဗျ30မှာဒါကျွန်တော်တင်မပေးဦးဆိုတာလည်းခုနကျွန်တော်ပြောပြသလိုပေါ့ပွဲကူးလည်းဖြစ်တယ်ကဏ္ဍလည်းများတဲ့အတွက်ဒါကြောင့်မို့ကျွန်တော်တင်မပေးခြင်းဖြစ်တယ်ဗျာနော်အကယ်၍မှကျွန်တော်တို့ကရင်ပြီးတော့အခုဒါမနှက်ဖြန်ကိုတော့ကျွန်တော်တင်မယ်ပေါ့ဗျာနော်ဒါလေးကိုကွဲပြားလေးမြင်ဖို့အတွက်ကျွန်တော်ရှင်းပြပေးခြင်းဖြစ်တယ်ဗျာနော်ပတိဒီဒါပတိရဲ့မူစနစ်တစ်ခုပေါ့ဗျာနော်နောက်တစ်ခါကျွန်တော်တို့ဒီမှာအကွက်ပေါ့နော်ဒီအကွက်နဲ့ပတ်သက်ပြီးတော့လည်းကျွန်တော်ခုနကတော့ပြောတဲ့စီရောနဲ့လာတဲ့ကဏ္ဍအကွက်ပေါ့ဗျာဥပမာဒီမှာဟို6ကွက်9ကွက်10ကွက်9ကွက်10ကွက်ပေါ့နော်14 5ကွက်ဒီလည်းတစ်ခါလေးကြာဖြစ်တတ်တယ်ဗျာနော်ဟိုဒီလိုမျိုးဖြစ်လာတဲ့အချိန်ခါမျိုးမှာလည်းကျွန်တော်ဒီဟိုအကိုတို့အမတို့တည်ထားဖို့ဒီမှာလည်းပတ်တိနှလုံးပေးသေးတယ်ဒီမှာလည်းကဏ္ဍကဥပမာ14 5ကွက်ပေးသေးတယ်ဆရာကဟိုငွေလက်ရာကမထိထီအောင်ပေးတာလားလို့မြင်ပါဆိုလို့သူ့ဟာလေးနဲ့သူ့အကန့်လေးနဲ့သူကျွန်တော်ဒါတကန်ချင်းရှင်းပြပေးခြင်းဖြစ်တယ်ဗျာနော်ဘာလို့လဲဆိုတော့ကျွန်တော် YouTube ကလည်းအခုလောလောဆယ်မှာ live show လွှင့်မရသေးတဲ့အတွက်ဒါကိုလည်းကျွန်တော်ကဏ္ဍပေးရင်းနဲ့ရှင်းပြလို့မရသေးဘူးဗျာနော်အခုတော့မှကျွန်တော်ဗီဒီယိုဖိုင်တက်ရိုက်ပြီးတော့ဒါကိုအတက်နိုင်ဆုံးနားလည်ဒီဒါရှင်းပြပေးတာဖြစ်ပါတယ်ဗျာနော်ကျွန်တော်တို့ဒီမှာလာမယ်ဗျာကျွန်တော်တို့ဒါဒီမှာဆိုရင်ဒါစီရောပေါ့နော်ဒီမှာဆိုရင်ဒါဆိုရင်ကျွန်တော်စီကြောပေါ့ဗျာနော်ဒီမှာဒီပတိဒီတစ်လုံးနဲ့လည်းဖြစ်မယ်သုံးလုံးဆိုရင်ဒါကီးလို့ယူမယ်ပေါ့ဗျာနော်တစ်လုံးနဲ့လည်းဖြစ်မယ်နှလုံးလည်းဖြစ်မယ်တစ်လုံးမှလည်းရခြင်းမှလည်းရမယ်ဗျာနော်ဒါကတော့ကျွန်တော်စီကြောရဲ့မူစနစ်အရာက
ကတော့သူအဲ့လိုရှိတယ်ဗျနေ့တိုင်းတော့ပုံသေးမရှိဘူးကျွန်တော်တို့ကတွက်ခွင်တွက်ဆိုင်မဟုတ်တဲ့အတွက်အခုကျွန်တော်တို့ဒီမှာဆိုရင်လည်းတကယ်လို့ကျွန်တော်တို့ဒီခုနင်းကတော့ကျွန်တော်ဒီစီးကြောင်းကလာတဲ့ကဏ္ဍကွက်ကတော့ကျွန်တော်တို့ပုံမှန်တော့မရှိဘူးဗျာနော်ကဏ္ဍအကွက်ရတော့မရှိဘူးမရဘူးဆိုတာတော့မရှိဘူးပေါ့ဗျာရတယ်ပေါ့နော်ဒါဆိုရင်မနက်ကိုကျွန်တော်ဒီမူလေးနှစ်မူကိုကျွန်တော်ပြပေးမယ်ဗျာနော်ကျွန်တော်ဒီမူလေးနှစ်မူကိုကျွန်တော်short video လေးအနေနဲ့ကျွန်တော်တင်ပေးမယ်ဗျာနော်ကျွန်တော်ရဲ့ YouTube မှာလည်းအခုလောဆယ် live လဲလွှင့်မရသေးဘူးဗျာနော်ပို့လဲတင်မရသေးဘူး short တစ်ခုနဲ့ video အဲ့ဒီလောက်တာလေးတစ်ခုပဲကျွန်တော်တို့အဲ့နှစ်ခုပဲရပါသေးတယ်ဗျာနော်ဒါကြောင့်မို့မနေ့ကျရင်လည်းကျွန်တော် short video လေးအနေနဲ့ဒီလိုပုံစံမျိုးကိုကျွန်တော်ကွဲကွဲပြားပြားလေးတင်ပေးမယ်ဗျာနော်ဆိုတော့အခုဆိုဒါဆိုကျွန်တော်တို့ဒီနှစ်ခုရဲ့ကွဲပြားမှုကိုဒါကျွန်တော်ရဲ့ချင်းမိတ်ဆွေများဖို့ဒါကျွန်တော်ရှင်းပြပေးခြင်းဖြစ်ပါတယ်ဗျာနော်ဒီလောက်ဆိုရင်တော့ကျွန်တော်ရဲ့ချင်းမိတ်ဆွေများနားလေသဘောပေါက်လိမ့်မယ်ထင်ပါတယ်ဗျဆိုတော့အဲ့ဒါဆိုတော့ကျွန်တော်တို့ဒီညတော့ကကျွန်တော်ရဲ့ logo ပုံလေးနဲ့ဒါကျွန်တော်ရဲ့ logo ပုံလေးမှာဖုန်းနံပါတ်လည်းပါတယ်ပေါ့ဗျာနော်ဟိုတချို့သောအကိုတွေအမတွေကဖုန်းနံပါတ်ကလေးပါတဲ့အခါကျတော့ကျွန်တော်ကို member ခေါ်တယ်လို့ထင်ပြီးတော့ member အကြောင်းလေးတွေလာပြီးမေးကြတယ်ဗျာနော်message မှာတော့၎င်းဖုန်းဆက်ပြီးတော့၎င်းเนาะမေးကြပါတယ်ခင်ဗျကျွန်တော်ဒီယနေ့အချိန်ယနေ့အခါမှာ member မခေါ်သေးပါဘူးခင်ဗျာเนาะကျွန်တော်မခေါ်သေးပါဘူးကျွန်တော်ရဲ့အကူအမတွေအတွက်ကျွန်တော်အများကြီးစူးစမ်းပေးပါဦးမယ်ဗျာเนาะအများကြီးစူးစမ်းပေးပါဦးမယ်ဟိုဒါလေးကိုလည်းဒါကျွန်တော်အနေနဲ့ရှင်းပြပေးခြင်းဖြစ်ပါတယ်ဗျာเนาะကျွန်တော်ရဲ့ညတော့က logo ပုံလေးနဲ့ဖုန်းနံပါတ်ပါတဲ့အခါကျတော့လူတော်တော်များများလာမေးကြလို့ပါဗျာเนาะအခုချိန်မှာကျွန်တော်ရဲ့ဟိုကနန်းရှာပုံရှာနေတဲ့ဒါအကူတွေအမတွေမသိကြသေးပါဘူးเนาะအခုဒါကျွန်တော်ထဲမှာလဲဒါလူဦးရေများလာတယ်ဆိုရတယ်ဆရာစိန်တို့ရဲ့ကျေးဇူးတွေကြောင့်အခုကျွန်တော်ရဲ့ဒီ YouTube ကိုလည်းဒါဆရာစိန်တို့ရဲ့ဒါကျေးဇူးတွေနဲ့ပဲဆရာစိန်ကိုယ်တိုင်ပဲသူကိုယ်တိုင်ပဲအပင်ပန်းခံပြီးတော့သူကိုယ်တိုင်ပဲကျွန်တော်ကိုဒီလိုလေးဖြစ်အောင်လုပ်ပေးတာပါခင်ဗျာเนาะနောက်ပြီးတော့ကျွန်တော်တို့နေ့တိုင်းမှာလည်းကျွန်တော်ဆရာစိန်နဲ့ဖုန်းပြောပြပါတယ်ဗျာနော်ဖုန်းပြောပြတဲ့ဆိုတာကကနန်းတင်တော့မယ်ဆိုရင်မနေ့တစ်ချိန်ညနေတစ်ချိန်ပေါ့နော်ညီကိုနှစ်ယောက်ဒါတိုင်မင်းညင်နိုင်နဲ့ဒါကျွန်တော်တို့အလုပ်ကိုအတူတူတွဲလုပ်နေတာဖြစ်ပါတယ်ဗျာနော်ဟိုအယူအဆလေးတွေတော့သူနဲ့ကိုနဲ့ဟိုနည်းနည်းလောက်တော့ကွဲပြားမှုလေးတွေတော့ရှိကောင်းရှိနိုင်တယ်ပေါ့ဗျာနော်ဒါပေမဲ့ဟိုတိုင်မင်းနီးနောတာလေးတွေကတော့ကျွန်တော်တို့မနက်တိုင်းညနေတိုင်းမှာရှိပါတယ်ဗျာနော်ဒါလေးတွေကိုလည်းချစ်မိတ်ဆွေများဟိုအားရှိအောင်လို့ကျွန်တော်အနေနဲ့ပြောပြပေးခြင်းဖြစ်ပါတယ်ဗျာနော်ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့တယောက်အားနဲ့ဆိုင်တော့နှစ်ယောက်အားကပို့ပြီးတော့ကျွန်တော်တို့အထိခိုက်နေလိမ့်မယ်လို့ထင်ပါတယ်ခင်ဗျာနော်ဒါကြောင့်မို့လဲကျွန်တော်တို့အမြဲတမ်းလဲဒါဆရာစိန်နဲ့ကျွန်တော်တို့နီးနောတိုင်ပင်ပြီးတော့ကျွန်တော်အကောင်းဆုံးဆိုတဲ့အရာတွေကိုပဲဒါကျွန်တော်တို့ချပြပေးသွားမှာဖြစ်ပါတယ်ဗျာနော်ဒါဆိုရင်တော့ချစ်မိတ်ဆွေများအနေဖြင့်နားလေသဘောပေါက်လိမ့်မယ်ထင်ပါတယ်ခင်ဗျာနော်အားလုံးပဲကျွန်တော်ရဲ့ချစ်မိတ်ဆွေများအားလုံးမင်္ဂလာအပေါင်းနဲ့ပြည့်စုံကြပါစေနော်လူတိုင်းတာတိုင်းရနိုင်ကြပါစေဟုတ်ကဲ့ကျွန်တော်ရဲ့ live show လေးကိုဒီမှာနေနဲ့ရနာလိုက်ပါမယ်ခင်ဗျာနော်